ကဲအားလုံးခွန်မာရယ်စားပါကောင်းလားမကောင်းလားမမေးနဲ့မျက်နှာဝဲကြည့်စားကြပါဦးဝတ်သားတုံးလေးကိုဖဲ့သမင်းလေးထဲမှာထည့်နှစ်စော်လေးကိုအပွားအော်သမင်းလေးနဲ့စားမယ်စားကြပါအောင်ကောင်းတော့